ကဲဒီမှာဘုမစမဲ့စက်ပြင်ဝါသနာရှင်ညီငယ်လေးများအတွက်ကိုဒီနေ့ပြမှာကတော့အတိုင်ပိုစရှင်အနေထားရဲ့တိုင်မင်ချိန်ပုံအနေထားလေးရဲ့အခုပြမှာဖြစ်ပါတယ်မသိသေးလို့ရှိရင်တော့ကြည့်ပါဘောနော်စိတ်ပါရဲ့ဆိုရင်တော့ပြောအတိုင်ပိုစရှင်လုံးမဲ့ဆိုလို့ရှိရင်ဒီမှာအတိုင်အောင်2မှတ်ရှိရဗျာသူရဲ့ပိုစရှင်မှန်တော့2မှတ်မှထားအောင်2မှတ်မှဆိုရင်ထားလို့ရပြီတကယ်လို့အမှတ်မပါဘူးတဲ့ဆက်တွေဆိုလို့ရှိရင်အမှတ်မပါတဲ့ဆက်ဆိုလို့ရှိရင်ဒီမှာအပေါက်တစ်ဝက်မှထားလို့ရတယ်ဗျာဒါဆိုလို့ရှိရင်အပေါက်ကအရင်များနေတယ်ရတယ်ဆိုလို့ရှိရင်ဒီနက်လေးကိုရှော့မှတ်ရပါဒီနက်လေးကိုရှော့ဗျာရှော့ပြီးရင်ဒီမှာအကန်ကိုဒီလိုလေးပြန်အပေါက်တစ်ဝက်ဒါဆိုအပေါက်တစ်ဝက်ရောက်ပါရဲ့အပေါက်တစ်ဝက်မြင်နေရရင်ရပြီဗျာမြင်နေရတဲ့အချိန်မှာလက်ကျက်လိုက်ရတယ်အမတ်ပနဲ့သွားပါဗျာအတိုင်းချိန်ပြီးသွားလို့ရှိရင်မနှက်လေးအနက်3လုံးရှိရင်ဒီနက်3လုံးကိုရှော့ဒီနက်3လုံးကိုရှော့ရရှော့ပြီးရင်သူ့ရဲ့ဒီမှာအတိုင်းအကြဆုံးချိန်ရပြန်အတက်အမှတ်ရှိရဆိုလို့ရှိရင်တော့ဒီနောက်ဆုံးအမှတ်ပါဗျာနောက်ဆုံးဒီဇွဲလေးနဲ့ဒီအဲ့ရဲ့အချိုက်အပေါက်အပေါ်အချိုက်ပါဗျာအဲ့ဒါလေးနဲ့ဒီလိုကက်လက်မကတ်ကဘူးအရင်ကွာလည်းမကွာဘူးဗျာအကတ်မကွာလေးပါ0လောက်ထားအောင်0လောက်ထားလို့ရှိရင်เอาကြရင်ကျွန်တော်တို့ဒီမှာပြန်ကြည့်လို့ရအောင်ဗျာဒီမှာအတိုင်ရဲ့အောက်ဆုံးအချိန်အတိုင်ရဲ့အတက်ဇွဲလေးနဲ့အလေးနဲ့ဒီမှာအကုတ်လည်းတော့မတိုက်သွားဘူးကွာလည်းမကွာဘူးကွက်တိအဲ့လိုဒီထားမျိုးထည့်အောင်ပါကွာတယ်ဆိုလို့ရှိရင်လည်းချီကြော်နိုင်ပါအရင်ကြီးတိုက်သွားလို့ရှိရင်လည်းအကျိုးနိုင်တာမဟုတ်ဘူးအခုတိုင်ပင်လည်းချိန်သွားပြီဆိုတော့ဗျာကျွန်တော်ခွေးသွားပြန်တက်ပါတော့ခွေးသွားတက်ပါတော့ဆိုတာလေခွေးသွားတက်ပြီးရင်ကျွန်တော်ခြေတော့ဆမ်းပြီးမှာပါခွေးသွားတက်ပြီးသွားပြီဆိုတော့ဗျာကျွန်တော်မှန်မြန်တက်မယ်ဗျာမှန်မြန်တက်မယ်ဘီးတက်မယ်ပြီးလို့ရင်ကျွန်တော်ခြေတော့ဆမ်းမှာဖြစ်ပါတယ်เอาကြရင်ကောက်ကြည့်လိုက်ပါဗျာအဲ့ဒါကျွန်တော်ဆက်ဆက်ကြည့်ရအောင်နော်ကောက်လာအဲ့တော့ဒီမှာခြေလဲကြော်လဲမကြော်ဘူးပါဗျာအောက်ခြေရလဲလှတော့ဒါဆိုရပါပြီဒါဆိုရပါပြီ